Hello ဒီနေ့ကလေ3900ဝင်းချင်ပဲသုံးမဲ့သူတွေအတွက်ကိုရွေးပြီးတော့ကျမကလာပြီးတော့ပြတာအခုကျမရောက်နေတဲ့နေရာလေးကိုမိတ်ဆက်ပါမယ်ရှင်နေပြီးတော့ပုဗ္ဗသီရိမြို့နယ်ဝနဒီပါရက်ကွယ်ကန္နမနှစ်လမ်းပေါ်ကျမရောက်နေပါရဲ့ရှင်ကန္နမနှစ်လမ်းပေါ်ကဟောဒီအသစ်နဲ့တိုက်ကလေးကိုရောက်မှာပါသူကကြတော့နက်နက်ပွင့်60ရှိမယ်ပေါ့နော်ပေ60ရှိမယ်နောက်ကိုပေ40ရှိမယ်ပေါ့နော်မြေမျိုးစားလေးကကြတော့230ဂရမ်မြေမျိုးစားလေးပါကို့အမီပြောင်းလို့ရပါမယ်ပေါ့နော်သူကကြတော့ဟိုမှာဒီဘက်လေးကိုတစ်ချက်ပြပေးမယ်ပေါ့နော်ဘယ်လိုပြောရမလဲဆိုတော့နေခဏနေဟိုလူသားလူလားတစ်ချက်စောင့်ကြည့်လိုက်မယ်ဟောအဲ့မဲ့သွားနေပြီအဆိုင်ကလေးအဲ့ဒီသွားနေတဲ့လမ်းကြီးကအေယာဝတီလမ်းကြီးပါရှင်အေယာဝတီလမ်းကြီးပေါ့ကြည့်လိုက်အေယာဝတီလမ်းကြီးပါအေယာဝတီလမ်းကနေပြီးတော့ဒါကကန္နမနှစ်လမ်းပေါ့အဲ့အေယာဝတီလမ်းကနေကန္နမနှစ်လမ်းဟောလို့လေးဆင်းချလာလိုက်ဆင်းချလာလိုက်ပြီဆိုရင်ဒီမှာတွေ့ရတဲ့တိုက်ပတိုက်ကိုကျမတို့ရောင်းနေတာဖြစ်ပါတယ်ဈေးနှုန်းလေးကတော့3650ညီနိုင်ဟုတ်အဲ့တော့ခါကြတော့ဒီတိုက်လေးကိုရောင်းမှာဖြစ်ပါတယ်ဒီတိုက်လေးကလေသိလားသူ့ရဲ့ထူးခြားချက်လေးကိုရင်ပြောမယ်ရှင်ကုန်းမြင့်လေးပေါ်မှာဖြစ်တဲ့အတွက်ပြောရရင်မြင့်မို့ပေါ့မြင့်မို့ဆိုင်လေးဖြစ်နေပါတယ်အဲ့တော့ဒီတိုက်လေးတော့ကျွန်တော်တို့သွားကြည့်ကြမယ်ပေါ့နော်သူကအခန်းတွေဘယ်လိုဖွဲ့စည်းထားလဲနေဖို့ထိုင်ဖို့အတွက်ကိုဘယ်လောက်ထိကိုစဉ်းစားပြီးတော့စောက်ထားလဲဆိုတော့ကျွန်တော်တို့သွားကြည့်မယ်အခုဒီဥစ္စာလေးကတော့ဒီရှေ့ဒီပေါ့နော်သူပရဝန်လေးဒီလိုလေးလုပ်ပေးထားတယ်အဲ့ဒီအတွက်ကြောင့်ဘာကောင်းလဲဆိုတော့တစ်ပင်လေးတွေထပ်ဆိုင်လို့ရသွားမယ်ပေါ့နော်ဒီဘက်ကပြီးပြီဆိုရင်ဒီမှာသူကရေမြောင်းစနစ်ပါထားပြီးသားရေမြောင်းစနစ်ပါတဲ့အတွက်ကိုယ့်အိမ်ရှင်းမှာရေဝတ်မှာပူစရာမလိုဟောလို့ရေမြောင်းလေးနဲ့ရေသူ့နေရာနဲ့သူစီးပဲပေါ့နော်ပြီးရင်ဒီမှာ flower ပေါက်လေးတွေဒီလိုလေးပါပြီးသားအဲ့တော့တစ်ပင်လေးတွေအေးဆေးဆိုင်အနားယူပေါ့နော်တခုရှိတာဒီရေမြောင်းကမြောင်းဖုံးလှုပ်လိုက်ပါနော်ဝယ်တဲ့သူဘာလို့လဲဆိုတော့မြောင်းဖုံးလှုပ်မှသာလျှင်မြောင်းဖုံးပေါ်ကနေတက်ပြီးတော့ရေလောင်းလို့ရမှာအပင်လေးတွေကိုမိတာပေါ့နော်ဒီဘက်လေးကိုပြမိမယ်ရှင်ဒီဘက်လေးမှာလည်း flower ပေါက်ပါမယ်ဒီမှာမြောင်းဖုံးလေးတက်ပြီးသွားရင်မြောင်းဖုံးပေါ်ကနေပြီးတော့လူကဟောလို့မြောင်းဖုံးပေါ်ဟောလို့တက်ပြီးတော့ကျမတို့အပင်လေးတွေရေလောင်းလို့ရသွားမယ်နော်โอเคအဲ့တော့အိမ်ကိုအပြင်ဘက်ကနေပြီးတော့လှမ်းပြီးတော့တစ်ချက်ရှိုးမယ်လာအပြင်ဘက်ကနေတစ်ချက်ကြည့်ကြမယ်အိမ်ကိုတစ်ချက်ပြပေးမယ်ကြည့်လိုက်အပြင်ဘက်ကနေဟီးနေအောင်ဟိုဘက်ကနေပြီးဒီလိုလေးရိုက်ပြလိုက်အိမ်ရဲ့အစကနေပြီးတော့ဒီဘက်ထိဒီလိုမျိုးဒီဘက်ထိအဲ့တော့ရှင်းမျက်နှာဖွင့်အကျယ်က60ရှိရနော်အထက်ကိုသွားကြည့်ကြမယ်နောက်တစ်ခုနော်တကားပေါက်ကဒီဘက်ကလူဝင်ပေါက်ရှိမယ်ဒီဘက်မှာကျတော့ကားထိုးလို့ရမယ်ပေါ့နော်ကျမတို့အခုသွားကြည့်လာတော့လူဝင်ပေါက်ကနေရင်စသွားကြည့်လိုက်မယ်ကဲလာအရင်ကြည့်လိုက်ကြမယ်ဒီမှာဒီလိုလေးတွေကြွေပြားလေးတွေရောဒီလိုကပ်ပေးထားတော့1 2 3ဒီမှာတက်ပြီโอเคနော်စပြီးတော့ဝင်ခဲ့မှာရှင်ကျမကိုယ်တိုင်အိမ်ဝယ်မဲ့လူအဖြစ်နဲ့ကျမခံစားပြီးတော့ဝင်ပြမယ်နော်ဒါကဲစပြီးဝင်လိုက်တယ်ဆိုရင်ဒီမှာဖျားကန်ဖြစ်သွားမယ်အိုးဖျားကန်တွေကိုပါဒီမှာအကုန်လုံးပတ်လေဒီလိုလေးပတ်ပေးထားတယ်နော်ချွန်းတူးပတ်လေးနဲ့ပတ်ပေးထားတယ်ဖျားကန်ကိုလေးတစ်စင်းမြင့်ပြီးတော့တက်တယ်ဒါလေးကဖျားကန်တီးတန်လေးဒီမှာစာအုပ်လေးတွေဗာလေးတွေတို့ပန်းအိုးလေးတွေတို့တင်လို့ရမယ်နော်မျက်စိပတားပြောင်လုပ်လို့ရတယ်ဒီမှာကျွင်းနေဒီမှာနော်ဒါမိုက်တယ်တော့ပေါ် TV စင်လဲ ready ပါပြီးသားကို TV ကိုပါလာတဲ့ကွက်ဆိုတက်လိုက်ရုံပဲ okay နော်တက်လိုက်ရုံပဲဒီမှာပစ္စည်းတွေထည့်မယ်အိုးမိုက်တယ် okay အဲ့ဒါပြောကျမတို့စပြီးတော့ဝင်ပြီးတော့ဒီမှာအခန်းကိုဝင်ကြည့်ကြမယ်ဟောဒီမှာ master တခန်းထည့်ပြပေးမယ်ရှင်ဒီမှာ master ခန်းကျဲတယ်နော်ဒီမှာကရင်ကိုအေးစစ်စစ်ကြဲလုံးထားလို့ရမယ်သိလားကြဲလုံးထားလို့ရမယ်ဒီဘက်မှာလှည့်မယ်ဒီမှာဒါကကြတော့ရေချိုးခန်းအိမ်သာဒီမှာရေချိုးခန်းအိမ်သာကိုဘတ်တက်ပါသွားမယ်ဘတ်တက်ပါသွားကျဲတယ်နော်ရေဘူးရေအေးပါသွားမယ်ဘတ်တက်ပါသွားမယ်ရှင်โอเคလာမယ်ကျမတို့ဒီဘက်ကိုဆက်သွားကြည့်ကြမယ်ဟိုဘက်မှာတစ်ခန်းပါတယ်နော်ဟောဒီမှာနောက်တစ်ခန်းဒီမှာနောက်တစ်ခန်းကျဲတယ်နော်ဒီဘက်လေးမှာကရင်ထားလိုက်မယ်ကရင်ထားပြီးတော့ဒီဘက်ကိုခြေဆင်းပေါ့ဟိုဘက်လေးမှာဗီဒီယိုတွေထားလို့ရမယ်လာဒီမှာရေချိုးခန်းအိမ်သာကျဲတယ်ရေချိုးခန်းအိမ်သာလေးဒီမှာကျဲတယ်နော်โอเคနော်ဟုတ်ပြီနော်ရပြီအမြန်ပြန်ထွက်မယ်ရှင်မြန်ပြန်ထွက်မယ်မြန်လာခဲ့ဟောဒီမဲ့နောက်တစ်ခန်းဒီမှာ3ခန်းဖြစ်သွားမယ်ဒီမှာဒီလိုလေးထားမယ်โอเคဒီမှာကျဲတယ်နော်ကရင်ထားလို့ရတယ်နော်ဒီမှာရေချိုးခန်းအိမ်သာဒီမှာကျဲတယ်နော်ဒီမှာလေကျဲပြီနော်โอเคကျမတို့ပြန်ဆက်ထွက်မယ်ရှင်ဟုတ်ပြီအသက်ရှူချောင်းအိုးဒီမှာကြည့်ပါဦးမိုင်းလိုက်တာအကျဒီမှာဒီလိုလေးတွေမိဖို့ကန်းကိုလေဒီလိုမျိုးလေးလုပ်ပေးထားတော့မိုက်တယ်ဒီမှာကိုချင်းချက်တဲ့ပြုတ်တယ်ဆိုရင်အနံ့လုံးဝမထွက်တော့ဘူးပေါ့ရှင်မိုက်တယ်လာကြည့်ပါဦးသဘောကျလိုက်တာဒီမှာဒီလိုလေးတွေကျွန်းတူဘက်တွေအကုန်လုံးပါတယ်နော်ဒီဘက်ဒီဟောဒီဘက်တွေကြည့်နော်
ဒီမှာသမင်းစားကန်းလေးလှုပ်လိုက်မယ်ကြိုက်လိုက်တာချစ်ချစ်လေးလေးကလေး40 60ကိုစောက်ထားတာကြည့်ဒီဘက်ထိကျွင်းနေသုံးထားပေးတယ်ဒီမှာကြွေပြားဖြစ်သွားမယ်ချက်တဲ့ပြုတ်တဲ့ဥစ္စာဒီမှာနှစ်ပေပြားတွေသုံးပေးထားတယ်နော်ဒီမှာချက်မယ်ပစ္စည်းတွေတင်မယ်ဒီထဲကိုထည့်မယ်အာမိုက်တယ်ဘေးစင်လာခဲ့ဘေးစင်ကိုတစ်ချက်ပြအကြီးပဲကျမကတော့တော်တော်ဘေးစင်ကိုနဲ့ကြွေသွားပြီအကျယ်ကြီးပဲပကန်းနဲ့အများကြီးဆေးလို့ရမယ်နော်ပြီးပြီဆိုရင်ဒဲအိုးတွေဆိုဒဲနီဒီမှာဆေးပြီဆိုရင်တော်တော်အဆင်ပြေတယ်ကျယ်တယ်အိုးကျယ်တယ်โอเคကျမတို့အပြင်ဘက်ကိုတစ်ချက်ဆက်သွားကြည့်မယ်အပြင်ဘက်မှာဘာရှိမလဲမလေးနည်းနည်းကြက်တာရေးဟိုမိုးရွာထားလို့ဒီမှာဆင်းလိုက်မယ်ဒီမှာလာခဲ့အများသုံးရှိသေးတယ်ဟောရော့ဒီမှာပြညီမလေးပြလာရေချိုးကန်းအိမ်နာနောက်ထပ်အများသုံးပါမယ်ရှင်40 60ပေအကျယ်ပေါ်မှာမာစတာဘရင်းက3ကန်းပါမယ်ဖျားကန်းတီးတတ်ပါမယ်အဲကန်းတီးတတ်ပါမယ်ထမင်းစားကန်းပါမယ်မီးဖိုကန်းပါမယ်ချက်ဖိုကန်းပေါ့နော်ပြီးပြီဆိုရင်အများသုံးပါမယ်ပြီးသွားပြီဘာလို့သေးလဲဘာမှမလို့တော့ပိုက်ဆံပဲလို့ရတယ်နော်โอเคဟိုပြီးတော့လေဒီအိမ်ကြီးကိုလေဒီဘက်ကားပါကင်ကားဒီလိုမျိုးပေါ့အိမ်ဝင်မကြီးတကယ်မကြီးကနေလည်းဝင်လို့ရမယ်နော်အဲ့ဒီကနေဒီမှာကြည့်ကားထိုးလို့ရပါမယ်ကားတစ်စီးကတော့အေးဆေးဆေးဆက်ပါတယ်ရှင်ဒီမှာကားပါကင်ပါတယ်နော်ကားပါကင်တော့ကဒီမှာမိုးလဲလောက်ထားပြီးသားဖြစ်တဲ့အတွက်အရန်အဆင်ပြေတယ်ပေါ့မိုးမလုံမှာမပူအောင်ရှင်ညနေခင်းနေပါတယ်ဆိုဟောလို့လေးထိုင်လိုက်ညနေခင်းဆိုဟောလို့လေးထိုင်နေလို့ရတယ်နော်အေးဆေးဆေးထိုင်ပဲအေးချမ်းချမ်းလေးပေါ့စိတ်ကလေးကိုတနေ့ကုန်အလုပ်ပင်ပန်းထားတယ်ညနေခင်းလေးတော့ဒီလိုလေးနဲ့ထိုင်ပြီးတော့တွေးချင်တာတွေးနေလို့ရပါရှင်နော်ကျေးဇူးတင်ပါတယ်အဲ့ဒါလေးကိုဒါပြောတာပါစိတ်ဝင်စားတယ်ဆိုရင်တော့မြန်မြန်လေးဒါဟတ်လုပ်လိုက်ပါရှင်